အမနဲ့ကန်ဖိုက်ဆောင်တာလေကျမတို့ကဘာမှမမြတ်ဘူးအမဟိုဟာဆိုလည်းမကြိုက်ဒီဟာဆိုလည်းမကြိုက်ဘူးကျမတို့မျက်လက်ဟာကျမလောက်ကြတာပဲလေဂျာကြီးတို့ချင်းဘလို့အချိတ်ဆက်ရှိလဲကျမမသိဘူးကျမတို့ကတော့အဲ့လိုမျိုးဝယ်ပြီးသားပစ္စည်းကိုလဲပေးလို့မရဘူးအဲ့တော့ဂျာကြီးလာစားတွေကပဲဖြတ်မယ်ဂျာကြီးပဲစိုက်ရော်ပေးလိုက်နင့်ကိုလေဟိုကလေငနုံငအတောသူမအဲ့ဆိုပြီးတော့ဂျင်းထဲလိုက်တာအဲ့ပိုတဲ့ဟာကြီးနင့်မှနေယူလိုက်ဘာလဲဟုတ်လဲဆွဲဘာလဲနင်လာလေဘာလဲဟောင်းလာပါလေကျမလာပါလေလာဟောင်းရှင်းဘာမှရှင်းမလုံးနင်လာလို့ပြောနေရှင်းပြောနေရှင်းရမှာလေဘာမှရှင်းမလုံးလေရှင်းလေနင်ဟောင်းရှင်းရမှာလေလာရှင်းဆိုင်ရှင်းပါလေမရှင်းချင်ပါနဲ့မတို့လေနင်ဘာလို့ရှင်းရမလားသူတို့နင်တို့မနေ့ကဆေးပုံးနေငါ့ကိုသူ့လောက်ထားတာကလင်ကကြစ်လောက်ထားနင်လေနင်ကလင်ကကြစ်လောက်ထားလေဆေးပုံးလေဘာကိစ္စလဲဘာလဲတော့အတိုင်းကြရှင်းဟုတ်တယ်လေဟိုနေ့ကဒီမှမရှိတော့ဟိုအမပဲဈေးနဲ့ဈေးထည့်ပေးပါဆိုလို့ပြောလို့ညီမတို့ကလုတ်ပေးလိုက်ရတာလေအမထည့်ခိုင်းတဲ့အတိုင်းကျမတို့ထည့်ပေးလိုက်တာလေအမရဲ့နင်တော့ဟုတ်တယ်လေနင်လေဟုတ်တယ်လေဘာမှမလုပ်လိုက်နဲ့ဘာဖြစ်လဲဆေးကိုလေဈေးနဲ့ဟာနဲ့ဈေးများတဲ့ဟာနဲ့နင်ထည့်ပေးလိုက်တယ်လေဟုတ်တယ်လေကျမပဲလုပ်လိုက်တယ်ဘာဖြစ်လဲအမနဲ့ကန်ဖိုက်ဆောင်တာလေကျမတို့ကဘာမှမမြတ်ဘူးအမဟိုဟာဆိုလည်းမကြိုက်ဒီဟာဆိုလည်းမကြိုက်ဘူးကျမတို့မျက်လက်ဟာကျမလောက်ကြတာပဲလေကလင်ကကြစ်မဟုတ်ကဲ့ကျမတို့တော့မထိနဲ့နော်နင်ငါ့ကိုဘယ်လိုလုပ်ပေးမှလဲဟာဘယ်လိုလုပ်ပေးမှာဘယ်လိုပေးနိုင်နင်တို့ရုပ်ပါပဲနင်လာလိုက်ရလားဘာလဲမဖြစ်နဲ့ငါဖြစ်ဘလို့ဟိုင်လည်းမသိဒုက္ခပဲဂျာကြီးဟိုနေ့ကအမားတို့ဆိုင်ရှိမှာမိန်းမနှစ်ယောက်ပြဿနာဖြစ်သွားတာဂျာကြီးကြောင့်ဆိုဗျာမနေနဲ့ဈေးနဲ့တဲ့ပစ္စည်းနဲ့ဈေးများတဲ့ပစ္စည်းကိုဂျာကြီးကအဲ့ဒီက customer မိန်းမနဲ့မျက်စပစ်ပြီးတော့လဲပေးလိုက်တာဆိုအဲ့လို့ဆိုအမားတို့ရဲ့ဆိုင်ရဲ့ဂုဏ်သိက္ခာလည်းအများကြီးထိခိုက်တယ်နော်အမားတို့ကတော့ပြန်ပြီးတော့လဲပေးဖို့အဆင်မပြေဘူးအဲ့တော့ဂျာကြီးလာစားတွေကအမားအဲ့ပတ်စံတွေအကုန်လုံးပြန်ဖြတ်ဘာမှဗျာမနေနဲ့ဂျာကြီးတို့ချင်းဘလို့အချိတ်ဆက်ရှိလဲကျမမသိဘူးကျမတို့ကတော့အဲ့လိုမျိုးဝယ်ပြီးသားပစ္စည်းကိုလဲပေးလို့မရဘူးအဲ့တော့ဂျာကြီးလာစားတွေကပဲဖြတ်မယ်ဂျာကြီးပဲစိုက်ရော်ပေးလိုက်အန်တီဒါအယောင်လေးပါကြည့်နော်အန်တီကအဲ့ဒီရောင်လေးကြိုက်တယ်အော်ဒီယာလေးလားဟုတ်ကဲ့ဟိုကလေအန်တီကလေပေ40ပေ60ဟုတ်နှစ်ထပ်သုံးပါဆိုတော့ဘယ်တော့ကုန်မလဲအဲ့လိုဆက်တော့ပြီနော်ဟုတ်ကဲ့ပြီနော်ဟယ်လိုအေးငါဆဲဆန်ကိုရောက်နေတယ်ဟဲ့အဲ့ပါဟဲ့နေလို့ပြောတယ်မိခိုးရမှာဟဲ့အေးဟုတ်တယ်အော်သူတို့ကခိုင်းလိုက်တယ်လေသူတို့ကကြားတော့ငါဝဲလာမှာပေါ့အေးအော်မလဲပတ်စံလောက်ကတော့ဒဲမဟုတ်ဘူးငါဆိုင်ပေးမယ်သိလားမလဲဆောင်းဝင်လို့လာပတ်စံအစ်စေပဲအမမပူနာအဲ့တော့ကိုအေးဒါပဲနော်အေးပါသူတို့ပြောတော့ငါဝဲလာပါတယ်ဟဲ့မပူပါနဲ့အေးပါဒါပဲနော်တာဘယ်နှစ်ပေါင်းလောက်ကုန်မလဲတာဟို40 60ဆိုဟို10ပေါင်းလောက်ပဲကုန်ပါပါအော်10ပေါင်းလားအေးအဲ့ဆိုလဲထဲလိုက်နော်ဟုတ်ပစ္စည်းတော့ကြည့်လိုက်တုံးလေးမဟုတ်ဘူးတိတ်ရောင်းရေးတော့ပစ္စည်းတော့စီသွားအဲ့ဒီခဏနော်ပစ္စည်းတော့ကြည့်နော်အော်အေးပါလာတယ်အဲ့ဒီရောင်းလေးရွေးတာသူတို့ကမီးကိုရောင်လို့ပြောလားငါဒီရောင်ပဲကြိုက်တယ်နော်ချိုင်းရှိလား10ပေါင်းတော့ရှိတယ်ဒါပေမဲ့တုံးလေးမဟုတ်ဘူးတိတ်ဒီကရောင်းကိုရေးပြီးစောချိုင်းရရှင်းတစ်ခေါက်ကတော့ပြဿနာဖြစ်တာမကြသေးရဟာကိုတိတ်ဟွာယူရွာဘက်ကကျော်ဒီစေးဝင်နေထပ်တော့မလာဘူးနင်တိတ်နေဘောင်းချဖက်ပြီလားမနော်ဟိုက10ဘုံနော်အေးတာဟုတ်ဟိုကညီမလေးဘောင်းချဖက်နော်တိတ်ကြဖက်ပြီလားဖက်ပြီလားဘောင်းချနော်ရောင်လေးလာတယ်လာရဲ့စိတ်ကြတယ်တိတ်ချာကြီးလက်ပြီခါချာလေးတိတ်ချာရေးပေးလိုက်တယ်နော်အဲ့ဒါလေဟုတ်ကြည့်ဟုတ်အန်တီတမီးတို့ဆိုင်ရလေဘူတာလန်းနဲ့ဖျားလန်းကြားပိုတောက်တယ်လမ်းမှာပေါ်မှာရှိရအောင်နော်အန်တီနောက်ကျလို့ရှိရင်တမီးတို့ဆိုင်အချိန်ရွေးလာပြီးအားပေးလို့ရရနော်အန်တီဒီဆိုင်ကိုပြောတာမလားဟုတ်တယ်လေဒီကအမလေးစိတ်ချလားအားပေးမှာရွာမလေးပြောလိုက်အောင်မအများကြီးအားပေးအောင်နော်အေးပါတိတ်ချာကြီးလုပ်ပေးလိုက်တယ်နော်ဟုတ်ကျေးဇူးနော်အန်တီမစိုးအေးလာပြီဟဲ့ငါဆေးဘုံကနေဝယ်လာပြီဟဲ့လားအေးကျေးဇူးပဲဟဲ့ဒါနဲ့ဘယ်လောက်ကြာလဲ85သိန်းကြတယ်ဘာဘယ်လိုပြောလို့85သိန်းကြာလဲဟဲ့ဆေးဘုံလေအဲ့မှာ85သိန်းကြတာပေါ့နေဦးငါ့ကိုကြောက်ငါဖုန်းဆက်လိုက်အောင်မဟယ်လိုယောက်ျားကြီးမဆန်းဝင်းရလေစေးဘုံနေဝယ်လာတာ85သိန်းတောင်ကြာတယ်တဲ့အေးဟုတ်တယ်ဟဲ့နေမနဲ့ပုံးတောင်ဝယ်လာလို့လဲတဲ့ဆေးဘုံလေဟဲ့ညီရတယ်10ဘုံတောင်နဲ့ယောက်ျားကြီး10ဘုံမကုန်ဘူးနဲ့4ဘုံပဲကုန်ပါတဲ့330ဘုံပဲကြမှာတဲ့ဟဲ့ငါလည်းသူတို့တို့တေချာတွက်ခိုင်းတာပဲလေသူတို့က10ဘုံကြတယ်ဆိုငါ10ဘုံဝယ်လာတာဟ
အေးယောက်ျားခဏနေဦးခဏနေဦးအော်သူတို့က10ဘုံဆိုတယ်နေ10ဘုံဝယ်ကြရလားဟဲ့နင့်ကိုလေဟိုကလေငနုံငအတောသူမကြီးဆိုပြီးတော့ဂျင်းထဲလိုက်တာအဲ့ပိုတဲ့ဟာကြီးနင့်မှနေယူလိုက်ငါတို့၄ဘုံပဲယူမယ် ဟဲ့ငါဒီဆေးဘုံပို့တယ်ဘာလောက်ရမှာလဲနီနော်လူဘာမဝါနဲ့နော်ငါပတ်စံလဲစိုက်ထားရတယ်တဲ့နော်အဲ့ဒါဆိုညီအဲ့၄ဘုံလဲမလဲငါဟောရတယ်အကောင်ပြန်ပေးလိုက်မယ်ဟောကောင်နဲ့လဲလူပွားရတယ်ငါအကောင်ကငါလည်းသိမှာကြည့် ဟဲ့ဆောင်းဝင်နေအောင်လေ အဲ့လိုပါဦးမရဲ့စိတ်ထိမှာမ စာဝင်နော်ငါရမှာမဲကြည့်လိုက်စာဝင်တစ်စမ်းနဲ့ရှိတယ်သိလားဟာငါဒါကြလို့မရဘူးမ အေးပါအမရဲ့စိတ်လျှော့ပါ သိကြတော့ညီမလေး ဟောသိကြပါရဲ့ရှင် ဆိုင်နိုင်အဲ့လိုပဲပြောတာပါပဲကွာဟိုတစ်ခေါက်ကအကိုတော်မှပြဿနာတက်သွားသေးတယ် ။အော်အဲ့လိုလုံးဝမဟုတ်ပါဘူးရှင်။